ဒါကြောင့်ဒီလိုပြောတယ်ဘယ်လူကမှဘယ်နိုင်ငံရေးစနစ်ဘယ်အစိုးရမှအရှင်များတို့ပညာမတက်အောင်လုပ်ထားလို့မရဘူးကိုယ်တိုင်လုပ်တာနိုင်ငံရေးဒီနိုင်ငံတော်တဲ့အခြေခံအဖြစ်တော့ဟုတ်ချင်ဟုတ်မယ်နော်တကယ်တမ်းပညာတက်ချင်းမတက်ချင်းဆိုကိုယ်နဲ့အများကြီးဆိုင်တယ်ပညာရေးစနစ်ကောင်းတာမကောင်းတာအရေးကြီးတယ်ဒီလိုနိုင်ငံသားမှလည်းပညာတင်နေခဲ့ဘူးအရေးကြီးတယ်ပညာရေးစနစ်ကောင်းရင်မကောင်းရင်ဒါပေမဲ့လေဒီဆရာတော်ဘုရားကြီးတို့ပိဋကပညာရေးမလဲဆရာတော်ကြီးရဲ့ပိဋကပညာရေးလောက်တယ်မကဘူးနော်မလဲဆရာတော်ဘုရားကြီးရဲ့အတတ်ပညာတွေအများကြီးပဲမက္ကရာလောဘဆိုရမယ်ဥဒ္ဒန်တို့ဗိုလ်ချုပ်ဟန်ဆန်တို့ဒီအင်္ဂလိပ်လက်အောက်ကပညာရေးမှာပဲဖွံ့ဖြိုးတိုးတက်အောင်လုပ်သွားတာဒါကြောင့်ဒီဗီဒီယိုတို့ကအခုဒီဗီဒီယိုတို့စာဖတ်ခွင့်ရှိတယ်သင်ခွင့်ရှိတယ်လေ့လာလို့ရတယ်အခုအင်တာနက်ခေတ်မှာရှင်ရတို့မလေ့လာနိုင်တဲ့ဘာသာရဲ့တခုမှမရှိဘူးဘာလေ့လာခြင်းရှင်ရတို့ပညာရေးဘယ်ဆိုရပိတ်ထားလို့ရ BBN နဲ့လည်းပိတ်ထားလို့မရဘူးဘာနဲ့မှပိတ်ထားလို့မရတပည့်တော်တို့ကိုယ်တိုင်ကလေ့လာသင်ဝင်သိမရှိလို့လေ့လာသင်ရောကောင်းမှန်းမသိလို့ဘယ်လိုစနစ်တင်နဲ့လေ့လာကောင်းမှန်းမသိလို့ဒါရှင်ရတို့မတက်ပဲရှိပါဘုန်းကြီးပဲဖြစ်စေလူပဲဖြစ်စေမသိဘူးနိုင်တဲ့ပညာရေးဆိုတာမရှိဘူးသင်ခြင်းသိမရှိလို့သင်ရကောင်းမှမသိလို့သင်ရတဲ့ဤသစ်တွေပေါ်မှာနားမလဲလို့ဖြစ်လိမ့်မယ်နော်မှန်တယ်အခြေခံအဖြစ်ပြောရင်တိုင်းလုံးခြုံငုံချင်းအခြေခံအဖြစ်နိုင်ငံရေးစနစ်ကောင်းရဲ့ပညာရေးစနစ်ကောင်းတယ်ဆိုရင်တိုင်းပြည်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်တာမှန်တယ်သို့တော့တိတ်ဦးချင်းတယောက်ချင်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကတော့တနိုင်ငံလုံးပြောလို့ကတခါတည်းချုံချလို့မရဘူးတပည့်တော်တို့တပါးချင်းတွေတူးချင်းတွေကိုယ်တိုင်ကပညာသင်ယူခြင်းသိရှိရမယ်သုတ္တုတံလက်ပတိပညာသင်ယူခြင်းစိတ်တွေရှိနေဖို့လိုပါတယ်လက်ရှိအခြေအနေဟာဖွံ့ဖြိုးတိုးတက်နေတဲ့အခြေအနေတခုမဟုတ်ဘူးငါဒီထက်အဆင့်မြင့်တဲ့အသည့်တွေရှိဖို့လိုတယ်ဒီထက်အဆင့်မြင့်တဲ့ဘုသူတ္တတွေရှိဖို့လိုတယ်ဒီထက်ပိုကောင်းတဲ့အတွေးခေါ်ကောင်းတဲ့ငါမှရှိမှဖြစ်မယ်လို့အဲ့လိုသိလာတဲ့နေ့ရှင်များတို့ဘယ်သူမှပိတ်ပင်လို့မရဟုတ်လားတခါတည်းပိတ်ပင်မှုတွေများနေတဲ့ကြားဖွံ့ဖြိုးတိုးတက်တာပိုးပြီးတော့မာတယ်သေအောင်မတတ်နိုင်ရင်ပိုးပြီးတန်ပါတယ်ဆိုတာမျိုးလို့ပေါ့ဟုတ်လားနော်ဒါကြောင့်ဒီလိုကြိုးစားဖို့လိုပါတယ်ကြိုးစားဖို့လိုပါတယ်ဒီလိုနိုင်ငံမှာအခြေခံကောင်းတွေအများကြီးရှိပါပညာရေးနဲ့ပတ်သက်လို့ဆရာတော်ဘုရားကြီးများလူပညာရှိရဟန်းပညာရှိများခေတ်ဆက်သက်ကြိုးစားအားထုတ်ခဲ့လို့ပညာရေးတွေနဲ့ပတ်သက်ပြီးအများကြီးဘုသူရတွေရှိနေပါတယ်ဗကံခိကစာအုပ်ဘသူတွေသင်ခဲ့တယ်ဘုန်းကြီးတွေပဲသင်ခဲ့တယ်ဗကံခိကအစာအုပ်တွေလို့ရှင်မြတ်ဘုရားတဆူလောက်အခုခေတ်လူတွေတဲကြည့်သမှာအစာအုပ်တစ်ခုလောက်စောင့်ကြည့်သမှာဇဂိုင်းခေတ်ကဒီလိုတာလမင်းကြီးတီးတဲ့ကောင်းမှုတော်ဘုရားကြီးလိုဟာမျိုးအခုခေတ်ကရိကြီးတွေနဲ့တီးကြည့်သမှာခုခေတ်အင်ဂျင်နီယာပညာရေးနဲ့တီးကြည့်သမှာနှစ်တရာမပြောနဲ့ရှင်မြတ်တယ်နှစ်30ခိုင်ဒီလိုပြော